စားကမှာတော့ use Tiffany တီယိုတန်ကိုတုံးပြီးတော့ဘာရှာခိုင်းလဲဆိုကားတန်ကိုရှာခိုင်းနေဘယ်နေရာကားတန်လဲဆိုလို့ရှိရင်ဒီ40 ohm resistor လေးရဲ့နာယာကိုစီးမဲ့ကားတန်ကိုရှာပေးပါတဲ့ Tiffany တီယိုတန်တောက်ခိုင်းတယ်အဲ့တော့ Tiffany တီယိုတန်ကိုသိဖို့လိုတယ် Tiffany တီယိုတန်အရာဆိုလို့ရှိရင်အရေးကြီးတဲ့အချက်၄ချက်ရှိတယ်အဲ့ဒီအချက်တွေကဘာတွေလဲဆိုရင်ပထမအဆုံးအချက်အနေနဲ့ Tiffany တီယိုတန်အရာဆိုရင်ဒီသူရှာခိုင်းတဲ့ resistor 14 ohm ရဲ့ကားတန်ကအဲ့ဒီနေရာလေးကိုအရင်ဆုံးအဲ့ဒီ resistor လေးကိုနံပါတ်1အချက်အနေနဲ့ဖြတ်ပေးရမယ် remove ဖယ်လိုက်ရမယ်ပေါ့အဲ့ဒါကနံပါတ်1အချက်နံပါတ်2အချက်အနေနဲ့ကြတော့အဲ့ဒီ resistor ကိုဖယ်လိုက်တဲ့အခါဒီနာကမရှိတော့ open circuit ဖြစ်သွားမှာအဲ့ဒီ open circuit ဖြစ်သွားတဲ့နေရာက body ကိုရှာပြရမယ်အဲ့ဒါနံပါတ်2အချက်နံပါတ်3အချက်ကတော့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဖယ်လိုက်တဲ့ဖက်ဒီဟာတွေကပြီးသွားပြီပေါ့ဒီမှာ body တွေရှာပြီးသွားပြီအဲ့ဆိုရင်ဒီဘက်မှာ body စုတစ်ခုရှိတယ်အဲ့ဒီ body စုကိုဖယ်ရမယ်နံပါတ်3က body စုကိုဖယ်မယ်ပြီးရင် body စုကိုဖယ်ပြီးတဲ့အခါဒီနာက internal resistance တွေကိုရှာပြရမယ် internal resistance ကိုပြန်ထားရမယ်ပေါ့ဒီ body နေရာမှာခုနကရှာတဲ့ body နေရာမှာဒီနေရာလေးမှာဘာဖြစ်သွားမလဲဆို internal resistance လေးဖြစ်သွားမယ်ဒီနေရာက body စုကပျောက်သွားမယ်အဲ့ဆိုရင် body တွေမရှိတော့ဘူး resistance တွေပဲကျန်နေမယ်အဲ့တော့ဒီနားလေးက internal resistance R လေးကိုရှာပြရမယ်အဲ့ဒါနံပါတ်3ချက်အဲ့ဒါဆိုနံပါတ်3ရပြီဆိုရင်နံပါတ်4ချက်နံပါတ်4ချက်ကတော့သူ့ရဲ့3ခိုင်းတဲ့ Tiffany တင်ကိုတန်ရ3ခိုင်းတဲ့ circuit ပုံလေးကိုပြန်ပြီးတော့ဒီနာ internet R လေးရသွားပြီဖြစ်တဲ့အတွက် Tiffany တင်ကိုတန်ရဲ့ဟာလေးကို circuit ပုံလေးကိုပြန်ဆွဲပြီးတော့လို့ရှိရင်internal resistance နဲ့သူရှာခိုင်းတဲ့ဒီ resistance 14 ohm resistor မှာရှိတဲ့ကားတန်းနဲ့အဲ့ဒီဟာလေးကိုပုံလေးမှာ circuit တစ်ပုံနဲ့ဆွဲပြီးသွားလို့ရှိရင်အဲ့ဒီဟာကိုရှာလို့ရပြီပေါ့ Tiffany တီယိုတန်ရလိုချင်တဲ့ဟာကိုရှာလို့ရပြီအဲ့ဒါကအရေးကြီးတဲ့အချက်၄ချက် Tiffany တီယိုတန်မှာဒီအချက်၄ချက်ကိုရပြီဆိုလို့ရှိရင်တွက်လို့ရပြီအဲ့တော့နံပါတ်1အချက်အနေနဲ့ဒီ resistor လေးကိုဖယ်မယ် remove ဖယ်လိုက်မယ်နော်နံပါတ်1ချက်ကိုဖယ်တဲ့အခါမှာဖယ်တဲ့ပုံကိုဆွဲပြမယ်